နော်ဒါတော့မောင်ထွန်းစောနာမည်ဟဲ့ဟမ်အေးစနာထွန်းဩအေးမောင်ထွန်းစောအေးစနာထွန်းတို့ရဲ့စစ်ဆက်ကြောင်းလန်းချင်းမင်္ဂလာပွဲဖြစ်ပါတယ်နော်ထွန်းစောအေးစနာထွန်းဩအစနေပြန်စားမယ်နော်အစနေပြန်စားမယ်ငါဒီကဗိတ်တိတ်မင်္ဂလာလုံးမယ်ဟာတရိုးတမီမရှိပဲငါလုံးနေတာဟာမောင်နိုင်မင်းကဖင်တော့မောင်နိုင်မင်းကဟာမင်းကညကြခေါ်လာပြီးကိုကြတော့အကိုကြီးဖရပါစမဟာမင်းညာဟိမင်းကညီရလုံးနေလေဟမ်မတော်လို့ညာလိုက်လေဩဒါကတော့ကျွန်တော်တို့ရွာလူကြီးဖြစ်ပါတယ်အခုကတော့မောင်ထွန်းစောမအေးသနာထွန်းတို့ရဲ့စစ်ဆက်အကြောင်းလန်းချင်းမင်္ဂလာပွဲဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ဆိုင်ရာလူကြီးလေးတွေနော်ဆိုင်ရာလူကြီးလေးတွေဒီထက်လူကြီးတချို့ကလည်းပြုတ်ချင်နေကြပြီနည်းနည်းလေးဒါခရီးဝေးလုံးမို့စောင့်နေကြတာအကုန်လုံးပြုတ်ချင်နေကြပြီဟောဒါတော့ကျွန်တော်တို့ဒါမောင်းနဲ့ကော်ဖီပေါ့နော်ဟိုလေခွက်ကြီးရတယ်ဟာဒါပေါ့နော်ကော်ဖီမုံပေါ့နော်ကော်ဖီမုံကျွေးရဖြစ်ပါတယ်အမလီမုံစားလိုက်အောင်မယ်ပြည့်မကြံမနေပါသို့လို့ဒါဟာမေကြီးကိုဗျာမေကြီးကလက်လာလေးရိုက်ပေးစမ်းပါတဲ့မေကြီးကအောင်သိန်းစီပို့ပေးလိုက်မအောင်သိန်းအေးပို့ပေးလိုက်ပြုံးလေးနေဒီကပြောရတော့ဟဲ့မနဲ့လောက်ပါတော့ဗျာဒါတော့ရွာအပြိုကြီးတွေရွာအပြိုကြီးပွင့်အောင်မယ်နေဟုတ်လားဒါလူငယ်လေးတွေငါဝဲပေါ်မှာပြည့်တော့နော်အမလားပြုံးနော်ငါပြောမှာမင်းပါတော့အဲ့ဒီရောရောဘောင်းတော့ပြည့်ကွာဒါတော့နော်အကုန်လုံးပါပါတယ်မြကလေးတွေရောနော်ကလေးတွေရော呀，ဒါဒွန်းတော့လို့လားငါတော့ချင်ရဝေးကော်ဘီဟမ်ဟာကြောက်ကြမုံငါမပြောင်းနေအောင်မရှိလာတဲ့နာမငါဒီနေ့ကတော့တမင်းလို့စားအောင်ယူဟောဒီမှာဗျာဒီမဲ့ဒါကျွန်တော်တို့ဒါပြောလိုက်အောင်ညီလေးမြေကိုယူနေလာပါဒါနည်း